hotel ကနေ night market တွေသွားမယ်လမ်းလျှောက်ပြီးသွားလို့ရတဲ့ distance မှာဒီ night market 3ခုလောက်ရှိတယ်လို့ပြောတယ် Preacher ရယ် Night Plaza ရယ် Night Market Train Station အဲ3ခုရှိတယ်အဲ3ခုကိုသွားကြည့်လိုက်ပါဟိုမှာ 7-Eleven ရှိတယ် 7-Eleven မှာရေတံဝူဝယ်လို့ရကဲ Preacher Market အဲ့ကိုရင်သွားမယ်ရှေ့နားဟာလားမသိဘူးလားဟဲ့လားဟိုဟာလားဟာရွှေကြောက်တုံးနေမဝါရဘယ်ကူမန်လဲဟာဆိုင်ကဘင်းကူမန်ဘာကိုကြည့်ရောစားတော့ဆိုင်လေးပါရှိရလားဘာတွေတို့ထက်တောင်မှသူ့ရဲ့နေမျိုးကစီနေလေအဲ့လိုတော့ရှင်းလို့ပဲရမလဲဟာဟိုမှာစားတော့ဆိုင်လေးဆိုင်ကလေးလည်းအများကြီးပဲစားအစာတွေပြင်မယ်နိုင်မှာကက်အစာလားဒါနားမှာကက်ဒါ preacher night market လေအာပန်းနေအဲ့ဒီမှာအစားအသောက်တွေပါဟိုမှာ transformer တွေရှိမှာတော့အဲ့ transformer ကြီးရှိနေတာဗာအဓိပ္ပာယ်မှာမကြည့်လေရှိမယ်ဟိုဘက်ဒီလိုဒီတော့အဝတ်အထည်ကြီးရောရှိမဲဟိုမှာကြည့်ရောနှစ်ကောင်တော့မလို့ဒီကဆွဲမဲ့ကောင်လေပတ်120ဆန်ဆောင်မှာနဲ့ငါဝယ်လေဒီအတူတူလေးအင်းကြီးလေးလာတယ်ညားနေဆိုရင်ဒီမှာရင်းတချမ်းတို့ပေါင်တော်ဝတ်တို့ပဲရဒါတူတူပဲတဲ့ဗာလဲ Preacher Market နဲ့ Night Plaza နဲ့ဒါတစ်ခုလုံးတူတူပဲဒါပဲဒါ Plaza ပဲပေါ့ဟုတ်တယ်ဒီမှာပါလိမ့် Lucky Suki ရဲ့ငယ်တုန်းကမှတ်မိသေးတယ်ကိုကာဆူကီတထေးတွေစားတဲ့ဟာဆိုပြီးတော့ငယ်တုန်းကကိုကာဆူကီဆိုပြီးတော့တထေးတွေစားတာတော့မသိပါဘူးဒီစိတ်ကြီးတယ်ပေါ့တို့တွေကနေရဆိုတော့သိတယ်မဟုတ်လားကိုကာဆူကီမှာသွားစားတာနေကအဲ့မှာတယောက်ကပြန်လာတော့ပြောတော့အများကြီးကြားတယ်ဆိုပြီးတော့ဒီမှာလည်းဈေးတွေသလားဟိုဘက်လည်းသွားကြည့်ရမယ်သလားသွားမှာပေါ့ဒီနားပဲအချိန်ကုန်သွားတော့တော့ Railway Market Food Station ကနေဒါတောက်လျှောက်ပဲဒီနားမှာဒါတောက်လျှောက်ပဲသက်ဆိုပါဦးဒီနေရာကနေလို့တော့ကောင်းတယ်အဲ့ဒါဆိုဒီဟိုတယ်နဲ့အဆင်ပြေပါNight Market Plaza ထဲမှာကြောက်ပြင်းနေတော့မဟုတ်ဘူးဈေးတွေမစိုးဘူးပေါ့ဟိုနိုင်ငံသားအလားအများတို့ဈေးမြင့်လာတဲ့ night market တွေတော့မဟုတ်ဘူးမစိုးဘူးပေါ့သူ့ဈေးနဲ့သူ့ဟာနဲ့သူ့ပေါ့ရှိတာပေါ့နော်Pradunan ဈေးလိုမျိုးပေါ့ဈေးနှုန်းလေးတွေမစိုးဘူးပေါ့နေမျိုးကလေးကဆိုဈေးတော့ဈေးမကျင်တာဘူးပေါ့ဥဒုံဌာနီရဲ့ဘန်ကောက် hospital ကြည့်ရမှာကြည့်ရမယ်ဥဒုံဌာနီရဲ့ဟာတွေပါတော့တယ်အဲ့ဒါဘန်ကောက်ဆေးရုံလိုပါလို့ပါပြလို့ရတယ်ဘန်ကောက် hospital ဆန်ကူမဲမနှိမ့်လမ်း
ဒါနောက်ထပ်နိုင်မကတ်တရဒီနားမှာကတ်နေရဆိုတော့ဒါနောက်ထပ်တစ်ခုပေါ့ဗတ်တရားပဲရှိနေတယ်လို့ပြောတာ ဒီ market ကတော့ဒါ preacher market ဟုတ် preacher market မဟုတ်တယ်။အော်သူက train station market ဟုတ်တယ်ဒီမှာ train စားတောက်တွေရှိမှတယ်ဝင်ကြည့်အောင် market ရကြီးပဲစားတောက်ဆိုင်နေတော့အများကြီးပဲဆိုင်နေအများကြီးပဲ ဘာသားမှာ ပြီးမှတစ်ခုခုကြည့်ကြည့်မလဲအကုန်စဆုံးကြည့်ကြည့်လိုက်စဆုံးကြည့်ပြီးတော့ ရမယ်နော် ကင်းနေအတုတ်တယ်ဆိုင်နေတော့အားကြီးပဲရှိတယ်အစုပ်အားကြီးကုန်ကြော်တယ် ဝဥကြောင်လို့ ဟုတ်ကြောင်းဒါကင်းနေအေးလေသူရင်ဒီတယ်ဩဇာဒီတယ်ဒါတို့ဟိုဗာလဲဘန်ကောက်စီးတီးဟိုတယ်နာဆိုင်လိုမျိုးဟာပြီးဖြစ်မယ်နော်ဒါတွေလည်းရှိပြီးစားမယ်နော် ย่ามีนะคะได้ค่ะได้นะคะดูเมนูก่อนได้นะคะพี่มากี่ท่านคะ စားတော့ဆိုင်နေတော့အများကြီးပဲစားစရာဆိုင်တွေရောရောင်းနေတဲ့ဆိုင်တွေရောဟိုဘက်မှာတော့တခုရှိသေးတယ်ဟာဒါ840ပဲရှိသေးတယ်ဟောဒီထဲမှာလည်းအများကြီးပဲဝင်ကြည့်မလားဘယ်ဟိုတော့မှမသိအရင်များလုံးတယ်အော် railway station ကဒီမှာတယ်တို့ရထားနဲ့လည်းဘန်ကောက်ကိုသွားလို့ရတယ် ဟုတ်တယ်လေ အာ railway station ရိုင်းမွေးနေပဲဆိုဈေးအယုံထဲမှာနောက်တဲ့ဈေးယုံတစ်ခုဘာတွေရှိလဲဆိုတော့အတော်ကုဖက်တွေရှိအတော်ကုဖက်ဒါကင်းလုံးရဘာလို့ဒါကင်းမြစ်တော့ရတယ်မှာတယ် ကဲညစာနောက်တစ်ချိန်ထပ်စားတာပထမ KFC မှာစားပြီးသားကိုမှထပ်ပြီးထပ်စားမှာနေမျိုးဒီမှာမျိုးပေးနေရတယ်မှာလမ်းပေးမှာလည်းထိုင်စားနေရ စင်တော့ဒီပါတယ် ဘီယာနဲ့ညာဈေးလမ်းဆိုညာဈေးဆိုင်တန်းနေ Good morning ပါဒီနေ့မနေ့ရောက်သွားပြီနီနာကဘုရားကျောင်းနေပန်းချံနေတကယ်ဟိုအထင်ကရနေရတယ်တော့မလို့ကြည်နေတာမိုးကရွာနေတော့ဘာလို့မှမသိဘူးပြီးတော့မှမနေ့စားပြီးတော့မှတစ်ချက်ကြည့်နော်ဟုတ်တယ်မနေ့စား enjoy sausage ပုံရှိတယ် ကိုမ
or project public park ကိုရောက်ပါပြီအပန်းညံထဲမှာဘာတွေရှိမလို့မျောလင့်လာတယ် ကြားရစင်နေလား ကြားတွေဆင်းနေလားဆင်းနေလားကြားရယ် စင်နေလားကြားနေလားကြည်တာပေါ့ဒါမှတော့မရောက်ဘူး ဘာရှိမလဲတော့ဓာတ်ပုံရိုက်မလဲနားမှာဓာတ်ပုံတော့ရိုက်ပြီဘန်ဂျန်နဲ့ဘာတွေရှိလဲမြန်မာနိုင်ငံအလံနဲ့တော့တွေ့နေတယ်အော်တော့ဆေးတွေတော့ပြက်ကုန် ASEAN National Flowers ပတောက်အော်မြန်မာရဲ့ပန်းပတောက်ဒါအဲ့လိုမျိုးပြောချင်တယ် flower National Flower တော့ဟိုမှာဓာတ်ပုံရိုက်ပြီးသူ့ကိုယ်သူဝတ်တူလေးဖြစ်နေလို့ဆိုတော့ဘာပြောလို့ပြောရမှမသိ ပြောချင်တာဝါတူလေပေါ့ အဲ့လိုတော့မပြောပါဘူးဒါစပိန်လန်ပြေးလန်ဟက်စကီနဲ့လေ husky နဲ့ကဲမမစုကို husky ငှားလာပြီးတာလေသူ husky နဲ့ဒီမှာဥဒုံဌာနီတစ်ပတ်ပတ်ကြမှာ husky နဲ့ဥဒုံဌာနီတစ်ပတ်ပတ်ပြီမှာဒီနိုလန်ဒိုင်နိုဆောတွေနဲ့လုပ်ထားတဲ့ရုပ်တွေ ဟိုမှာပါတယ်တယ်ဟုတ်လားပါလားဒီမှာဟိုဘက်ကဟာလား မြန်မာဟိုမှာကောင်းပေါင်းနဲ့ အပြာနဲ့မှာလား ဟုတ်ပဲအစုံဆုံးအဲ့ဒါကြည့်ရလဲရိုက်တယ်ညာလေးတော့တာရတာ တားရတယ်ရှင်းဖြူဖြူလေး ဆရာလေး ထပ်ပြီးရွာစစ်စီဟာလေးရှင်းရှင်းလေးဘူးကလည်းတော့ရွာလာတာ ပန်းရံနဲ့ရောက်ပြီးဓာတ်ပုံတစ်ပုံနှစ်ပုံနဲ့ရောက်ပြီးတော့မိုးတွေကဆွတ်ရွာမိုးတွေဆွတ်ရွာတာနဲ့အဲ့ဒါ outdoor activities တော့လုပ်လို့မရဘူးလို့အဲ့ဒါနဲ့ indoor activities ပဲလုပ်မယ်ဆိုတော့ဟို premium outlet ဆိုတဲ့ဟာကိုသွားမယ်ဥတုံဌာနီမှာရှိတဲ့ premium outlet ဘာတွေရှိလဲတော့မသိဘူးအဲ့ကြည့်အောင်ဟို premium outlet ဆိုတဲ့နေရာကိုရောက်တယ်လောဆယ်တော့လူတယောက်မှမတွေ့မွေတော့တွေ့ဒီကြားထဲမှာမွေရှိတယ်ဟိုထဲမှာမွေသေးသေးလေးတစ်ကောင်ရှိတယ်မွေတော့တွေ့တယ်လူတော့မတွေ့ဆိုင်တော့ရှိတယ်ဒါပေမဲ့လူမရှိဘူးကြည့်ရတာဒါဒီအောက်လက်ကနာမည်မကြည့်ဘူးနဲ့တူပါဆိုင်ရတော့ပိတ်မယ်နဲ့တူလူတော့တော်တော်ဟိုမရှိတာရဲချောင်းမှာတော့ကြောက်မ Converse ရှိတယ် Adidas ရှိတယ် Mizuno ဟ
Thai Chinese Culture Center ဥဒုံဒါနီမှာရှိတာအဲ့ဒါကိုတစ်ချက်လာကြည့်တာအားရရှိလည်းမသိတော့ကြည့်ကြမလဲလား ညာဘက်ကဆိုင်ကန်ကတော့ငါးစာတွေပါတယ်ရောင်းတာပါပြီးရင်ဟို Chinese traditional dress တွေပါတယ်ငါပြီးဓာတ်ပုံတွေပါတယ်လည်းရိုက်လို့ရတယ် Yeah, okay. Bene, okay. Saji mana? Ta almond coffee deh. Almond nya dah dah sih deh. Coffee ne zoram so, tapi me Starbucks almond coffee ne lo Starbucks kan hal ne pucai. Ada tim cai. Ah, bah. Ah. Solo hand limon. Limon. Ya lo, tu mau cai ke jauh.
ဒါလေးကောင်းတယ် အဲ့ဒါတော့ နော်ဒါလေးကောင်းတယ် တော့ကောင်းတယ်ပို့လုံးခံပြီးဒီမှာ တော်လေးရတာရှိတယ် စားကြည့်မယ်ဒင်းဆမ်စားကြည့်ဒင်းဆမ်ရဲ့ရတာဘယ်လိုနေမလဲဒါလေးစားကြည့်နော်မှာမ အမမအောင်မေးရဘာမှရေခဲကြရထဲတာအဲ့တော့ ဟုတ် အဲ့ကနေသွားယူရတယ်သွားယူပြီးရင်တို့ပေးလိုက်အားဆုံးစိတ်တော့မကြအောင်နော်ထွက်လာ အားကောင်း မစိုးကောင်း အားတော့ကောင်း ဟောအားတော့လည်းကောင်းအဲ့ဒီစားကြည့်မယ်နော် အားလုံးတော့လောက်ကြတာလေဒီမှာ အလုံးပေါင်းကဘတ်400ကျော် အဲ့ဆိုဒီမှာနေနဲ့ပြန်ကြော်ရင် 9000တော့9000ခွဲမြန်မာတုံးရမ်းကောင်းမှတော့စားလို့ဒီမှာဇင်းနဲ့ပုတ်ကြည့်မအောင်ဟုတ် အားစားကြည့်ဒီကတော့ပါလေတော့မသိ အကျော် ဟိုပေါ့ဝတ်သားပဲလေးဆိုလို့ကြောင်းလို့ ပတ်သားပဲလေးကျော် ဝတ်သားပဲလေးကြောင်းလို့ကြောင်းလာမသိဘူးဒီမှာဒီလိုလေးပဲစားကြည့်မယ်ရလာတော့ရှိတယ်တော်လို့ပြောရမယ်လိုနေသွားတော့အချိုတတ်တော့မဟုတ်သူကပြနေတူတာဒါပါကြီးဘာလဲတော့ဘာပတ်တယ်အချိုသူ့ချင်ရပါ အချိုပါရဲ့ဒါလေးရန်တိုင်းဒါအီဗီဘာလို့ပါ
အခုနောက်တော့ငါဒင်းဆမ်စားတဲ့စားတော့ဆိုင် ပင်းအာ ဖင်းအန်စားတော့ဆိုင်ကော်ဖီနဲ့တီးနဲ့ဒင်းဆမ်နဲ့ဒင်းဆမ်ကတော့ကောင်းပါတယ်ဆိုပါစားတော့ဆိုင်လေးကတော့ချစ်စရာလေအဲ့ဒီဆိုင်လေးကအေးဝယ်လာတာဟိုမှာမုံနဲ့ မောတုံးမျိုးရယ်ဝတ်သားမုံရယ် 305ဘက်နာမည်လို့တင်တာပဲ အတန်လေးဝယ်လာပြီးစားရတော့မယ်ဆန်ဖယ်ဥဒုံလာဇန်ကုမအဲ့ဒါအခုလုပ်လို့ကိုရီးယားပုံချွန်းအစားမှမသိတာနဲ့ကိုရီးယားပုံချွန်းလာစားကြတယ်ပုံချွန်းကတော့ဘာပဲပြောကိုရီးပါဇက်နဲ့တော့တည့်တယ်ပေါ့ဆက်ဟက်လေးချင်းငန်းလေးသုံးပါတယ်ဆိုတော့barbecue pork ဆိုတော့ဒါဒီမှာတဲအိုးနဲ့မှာတခါတည်းငါတော့ဝသားကိုกินနေရုံပဲ ရန်ကုန်ကရီးယားပေါ့လို့ပုံစံမျိုးပေါ့နိုင် ဒါกินတာဖိုင်ဆောက် ပါနေတော့ ဒီအားလဲဝသားတော့ hot plate ကိုမှာပဲနားလာတယ်လား ဒီမှာမှုန့်မှုန့် ဟုတ်မွေးကြတော့မလို့တော့မရှိတော့plate ကမပူတော့ ဒီဟာလေးကအရသာလည်းကောင်းပါလေအရင်ကခောက်နေဒါကောင်းပါတော့လေဒါလေးပဲစား ဒါပဲစားတာ ဘာလို့လဲဆိုတော့မြန်မာပြည်မှာဆိုရင်လည်းဒါမျိုးကမရဘူးဒီကွန်ချုံးမှာမရတာပေါ့လေ ဒီမှာပုံချုံးမှမရှိဘူးဟုတ်ဟိုမှာလည်းရှိဘူးလာဘူးပုံချုံးမှလည်းမရှိဘူး မြန်မာပြည်ကွန်ချုံးမှာမရှိဘူးဒါပေမဲ့မြန်မာပြည်မှာအနည်းဆုံးတူတာကတော့ရီးပေါ့နဲ့တူတယ်ရီးပေါ့လို့ပါပဲအမေကိုရင်ရောက်နေတဲ့နေရာမှာရီးပေါ့တွေမရှိတော့ဒါကတော့ရီးပေါ့ စားအားလာပြီဒီတော့အာဒါပြင်းနေနဲ့စား ကောင်းပါလေအရသာလေးရတော့မေခဏမင်းဒါတော့မေဒီစားမင်းအမီဒီယာတောက်ပထမဦးဆုံးချိန်စားတော့ဆိုရင်ဒီရတယ်အဲအောက်ကမီးတော့တရားဟိုအပြင်ဒီမသိရင်စပွဲတွေပါလောင်တော့မလို့အခုတစ်ခေါက်တော့ဒါတိတ်မဖြစ်ဘူးဒါသူတို့ level ချိန်ညှိတာမှန်သွားပြီဒီနေရတယ်ပထမတစ်ခေါက်ကသူတို့ရှေ့ကလူပါခေါ်ပြီးလောက်ခိုင်းလိုက်ရတယ်မီးတွေတောက် ဒီအားလေးနဲ့လှန်လိုက်အဲကောင်တစ်ချမ်းနဲ့ကြာနေတယ်လားဒီနှစ်ခုအောက်ကမီးကုန်ပြီ ကုန်သွားပြီဘုံချိန်နဲ့ ဟမ်ဒီနှစ်ခု တာပြီလား ဟုတ်တောင်းလှန်တော့ဒီလိုပဲလှန်ဒီနှစ်ခုဒါဒီကုန်ပါ ကုန်သွားပြီဒါပေမဲ့အိုးကပူမာလေးတယ် ဟိုကတော့ပုံနေတော့မယ် အဲ့ဒါကို တားလို့ရတယ် ပြိုလာတာတော့ပျော်ပါမယ်မှန်တိုင်းပြော တမ်း လက်တီတောင်တော့ဒီမှာရပန်းပြန်ရမှာပျော်တယ် ဟိုတိုင်းနေလားလှလည်းမလာဘူးဒီကလှနေမှာတူလို့ကဒီထက်တော့ပို့ပြီးပုံကြမယ်လို့ထင်တယ်။ဒီလိုက်တော့ဒီလိုက်ဆက်ဟိုဟာအရင်လာပြီ။ပြီလားဟိုကောင်းဝင်နေဆိုရင်ကတ်တင်တွေက share တွေဒီလန်ထွတ်ရောက်လာလို့ကြည့် မှန်တိုင်းပြောရင်တော့ပိုလိုတစ်စိတ်တွေကတိတ်ပြီးတော့ရန်ကြီးလာနေတယ်ကန်စားရအောင်ဒါစင်ကာပူမှာတည်းတို့လုပ်တဲ့အခါဆို ။ဒါပေမဲ့မတူလေဒါကတော့ restaurant ဆိုတော့ပို့ပြီးကောင်းမလားလို့ပေါ့။ဒါပေမဲ့ restaurant ကကောင်းဝင်နေမှာတော့ကောင်းတယ်။ကောင်းတာပေါ့ချားတာတွေဝယ်လို့ရပါတာပေါ့တဲ့။ ဟ
ဥသေးလားပတ်တာ ဥမဲ့တို့ရတင်ကြအချင်းနည်းနည်းစူးနေတယ်လို့ပဲဟာ อืม နော် อืม ငါတို့တစ်ခါတလေဟိုဝေးရဲပေါ်မှာလည်းဖြစ်တယ်လေအချင်းစူးနေတယ်ကဲခုတော့ဥဒုံဌာနီကနေပြန်ချင်းကိုပြန်မယ်ဘတ်စတာဂိတ်ပြန်ရောက်ပြီးဒီကားပေါ်မှာပစ္စည်းတွေတင်မယ်ပစ္စည်းတွေကတော့ဒီမှာပစ္စည်းတွေတင်မယ်ပြန်မယ်2 နာရီကားနဲ့ပေါ့နော်ဘတ်80ပေးရတယ်ဒီဘက်ကကြာသူကဟိုလက်မှတ်ကိုကားထွက်ဖို့1 နာရီလုံးမှလာဝယ်ရတယ်အဲ့လိုမှမဟုတ်ဘူး software ကျန်နေဆိုရင်တွဲကိုဆိုတဲ့ website ကနေဝယ်တဲ့ဒါပေမဲ့ဈေးရကြတော့နည်းနည်းတော်တော်ကွာတယ်ဘယ်ကိုကနေဝယ်မယ်ဆိုဒီကနေပဲဝယ်တာပိုကောင်းတာပေါ့နော်1 နာရီလောက်ပဲကိုကစောလာပြီးဝယ်လိုက်လဲရတာပဲโอเคပါဒီမှာဥဒုံဌာနီကနေပြန်ချင်းကိုဆိုရင်လည်း9 နာရီဆိုရင်ထိုင်းက9 နာရီဆိုထိုင်းကနေ့လယ်17 နာရီဆိုရင်လာအိုကနေ့လယ်1 နာရီရလဲလာအိုကနေ့လယ်2 နာရီဆိုထိုင်းကအခုကျွန်တော်တို့ကထိုင်းကပေါ့နော်ပြီးညနေ6 နာရီဆိုလာအိုကအဲ့လိုမျိုးရှိသေးတယ်။ဘက်ကပြန်ချင်းကနေဥဒုံဌာနီကိုလာမယ်။ national ဆိုလောင်းစကာ10 နာရီဆိုလည်းလောင်းစကာဒါပေမဲ့12နဲ့2 နာရီမှာတော့ထိုင်းကားပြသွားပြီးတော့နေ့လယ်3 နာရီမှာလောက်ကညနေ9 နာရီမှာထိုင်းကားအဲ့လိုမျိုးဆွဲပေးနေတယ်နော်။ဒီလိုကွာလို့ပြောလိုက်တယ်ထိုင်းကားနဲ့လောင်းစကာနဲ့တော့ဆိုအမြင်ရ physical ရဆိုရင်တော့လောင်းစကာက2 ထပ်ကားလိုမျိုးကားထိုင်းကားကကြတော့ကျွန်တော်တို့စီကဟို45 ရောက်စီညပဲ express ကားတွေလိုမျိုးကားတွေပေါ့နော်။အဲ့ကားတွေ။ကဲသွားမယ်ပြန်လာအောင်မယ်ဥဒုံဌာနီတော့တစ်ခေါက်ပေါ့နိုင်နဲ့6 မိနစ်မှာကားထွက်ပါမယ်รู้สึกว่าสบายตัวสบายตัวก็จะใช่สบายแล้วเสารู้สึกมันฝรั่งสุดๆเลยဇက်ကေရောက်ပြီးနေဇက်ကေเวลากับเวลามาคือกันถึงน้อยเอาเข้ามากินเอาထိုင်းဘက်ကတပါချာ immigration ဖြစ်တာတော့ရမ်းမြန်ဒါပေမဲ့ထုံးစံတိုင်းပဲမြန်မာ passport ဆိုလို့ရှိရင်ဘေးနာက re-entry visa ဆိုတဲ့အခန်းလေးတွေကိုသွားရတယ်သွားပြီးတော့ဘာစစ်လဲလို့မသိဘူးကိုဆိုယူရဲကြည့်တယ်ပြီးတော့တုံးထုတ်ပြလိုက်တယ်ပြီးသွားတာပဲအဲ့လိုမျိုးတော့ရှိတယ်ပုံမှန်ကောင်တာတွေမှာတန်းစီလို့မြင်ရမ်းမြန်တယ်မြန်တာတော့ရမ်းမြန်တယ်လူတွေလည်းရှင်းနေအောင်နော်ဒီနေ့ကတင်းလာနေဆိုတော့အခုတော့ထိုင်းနဲ့လာအိုနဲ့ချစ်ချစ်ရတာအမှတ်1ပေါ်မှာပြန်ရောက်ပါပြီပြီးရင် BN နဲ့ပြီးသွားရင်တော့လာအိုရဲ့ immigration ပြန်ဖြတ်ပါမယ် Welcome to Lao PDR People Democratic Republic လာအိုပချမ်းကိုရောက်ပါပြီခုထူးခြားတာကကျွန်တော်တို့ဟိုလက်နက်ကိုင်စောက်ချက်တွေမတွေ့တာเนาะလက်နက်ကိုင်စောက်ချက်တွေမတွေ့တာတော့ဟိုကိုရီအတွက်တော့ထူးဆန်းနေပေါ့လေအဲ့လိုမျိုးတော့မတွေ့ရဘူးကဲလာအိုရောက်ပါပြီလာအို immigration ကိုเอาเกลือของเด้อพี่น้องเด้อพี่เก่าเด้อ เอามาในทะเล พี่เก่าเด้อพี่น้องเด้อ ကဲခီးစဉ်တစ်ခုတော့အောင်မြင်စွာပြီးဆုံးသွားပြီဒီဘက်ကလာအို immigration မှာလဲ
ဒီနားလေးမှာသူတို့ကောင်တာတွေရှိတယ်မြန်သလားမမေးနဲ့ဘာမှမစစ်ဘူးစကားတော်မမေးဘူးပြီးသွားတာတုံးထုတ်ပြီးသွားဒီကားကြီးကတော့ဒါကျွန်တော်တို့စီးလာတဲ့ကားလေးဒီနေ့ထိုင်းရကားမှာဘတ်ဂျက်ဆက်ပေးရတယ်မြန်မာတယ်ကဲကျွန်တော်တို့ပြန်ချင်းကနေ တက်လိုက်စင်းလိုက်နေဟိုဟာ ဥဒုံဒါနီခီးစဉ်ကတော့ပြီးပြီပေါ့ luggage တွေတော့နည်းနည်းမှားရပြုတ်ရတာတော့ရှိတာပေါ့နော် Okay